ပြင်းထန်တဲ့စိတ်ပိုင်းဖြတ်မှုနဲ့အတူသူမဟာသားပေါက်လေးခုံမီးပြင်းပေါ်မှာဆွဲခေါ်သွားပြီးအချင်းနီယုံကန်နေတဲ့ကြာကဖုံတော်တဲ့ကနေဆွဲထုတ်သွားပါတယ်။သားပေါက်လေးကလွတ်အောင်ယုံဖို့ကြိုးစားပေမဲ့ထိတ်လန့်တုန်လှုပ်မှုကြောင့်နှီးခွေးသွားခဲ့ရပါပြီ။တခါဖမ်းမိသွားကနဲ့သူလွှတ်မပေးတော့ပါဘူး။လွန်ခဲ့တဲ့မိနစ်အနည်းငယ်ကပြင်းထန်တဲ့တိုက်ပွဲဟာအမီးဝဲရုံမီးရောကြားမှာတတ်မှတ်အရာတစ်ခုလိုဖြစ်သွားခဲ့ရပါတယ်။ခဏတာအတွင်းမှာပဲသူမဟာမထင်နိုင်တာကိုလုံနိုင်ခဲ့ပါတယ်။သားကောင်ဖီရမဲ့တရိษံကအမဲလိုက်တဲ့တဝါကိုပြန်တိုက်ခိုက်ပြီးအနိုင်ရခဲ့တာပါ။ဒါပေမဲ့ဆဗာနာမြက်ခင်းပြင်ကြီးကတော့မပြီးသေးပါဘူး။မြက်ခင်းပြင်ရဲ့တခြားတစ်ဖက်မှာတော့နောက်ထပ်အမိတကောင်ကဒုက္ခရောက်နေတဲ့အတန်းကိုကြားသွားခဲ့ပါတယ်။တောဝက်ကထပ်ပြေးဖို့စူးစမ်းတဲ့အချိန်မှာပဲတစ်ကျူးကခုံအုပ်လိုက်ပါတယ်။ခြေသေးတွေနဲ့ကုတ်ချစ်ပြီးမီးရော့တွေနဲ့ကြိုက်ခဲရင်အမဲလိုက်တဲ့တဝါကအသေးအလဲတိုက်ခိုက်ဖို့စူးစမ်းနေစင်မှာတောဝက်ကလည်းအောက်ကနေအသေးထန်ယုံကနေပါတယ်။ဆုံးရှုံးမှုရဲ့အဆုံးမှာဆုံးသေးကြတဲ့မိခင်နှစ်ဦးဒီနေရာမှာမိခင်မိသားဟာနူးညံ့မနေပါဘူး။ဒါဟာပြင်းထန်ပြီးမစုံမနစ်တဲ့တီမင်တမန်လမ်းကြောင်းပေါ်ကတိုက်ပွဲပါ။သူတို့ဟာရန်သူတွေဖြစ်ကြပေမဲ့တဦးနဲ့တဦးရဲ့အည်မင်းတွေလည်းဖြစ်ပါတယ်။ဘယ်မိခင်မှာအောင်ပွဲအတွက်တင်တိုက်ခိုက်နေတာမဟုတ်ပဲသူမစီကနေဆုံးရှုံးသွားခဲ့ရတဲ့အရာအတွက်ပါတိုက်ခိုက်နေကြတာပါ။တိုက်ပွဲကြာရှည်လာတာနဲ့အမျှတရိษံနှစ်ကောင်လုံးဒီရင်ဆိုင်မှုရဲ့ရလက်တံကိုခံစားလာပါတယ်။ဒန်ယာလီယာမောပန်းနွမ်းနေပြီးမဲ့ရှင်တန်လို့စိတ်တစ်ခုတည်းနဲ့ရွှေ့ဆန်နေကြပါတယ်။စနစ်တကျအမဲလိုက်ရာကနေချုပ်ထွေးပွေလီပြီးကြမ်းတမ်းနဲ့ခူထီလက်ရောက်တိုက်ခိုက်အစွင်ဖြောင်းလဲသွားပါတယ်။အခုတိုက်ပွဲဟာအပြင်းထန်ဆုံးအဆင့်ကိုရောက်ရှိလာပြီးမရေရာမှုတွေဖျောက်ကွဲစားပြပါပြီ။သူတို့နှစ်ဦးလုံးဟာအစွမ်းကုန်ကျူးစားနေကြပြီးအဆုံးဖြတ်ပြီးမဲ့အချင်းဟာမဝေးတော့ပါဘူး။တိုက်ပွဲဟာပြတ်သားမဲ့အခြေအနေတစ်ခုကိုရောက်ရှိလာပြီးတောရိုင်းတဘာဝရဲ့ရွေးချက်မှုကိုစတင်ဖော်ပြလာပါတယ်။သူမဟာအောင်ပွဲအတွက်မဟုတ်ပဲကလေးစားချေမှုနဲ့တာဝန်အတွက်တိုက်ခိုက်ခဲ့ပါတယ်။အကောင်ကြီးတဲ့တစ်ကျူးနဲ့ရှင်ရင်သူမရဲ့အခွင့်အရေးကနေပါတယ်။နောက်ဆုံးအမတစ်ခုမှာတောဝက်ကခြေချော်သွားခဲ့ပြီးအဲ့ဒီအခွင့်အရေးဟာတစ်ကျူးအတွက်လုံလောက်သွားပါတယ်။အမဲလိုက်တဲ့တဝါကချက်ချင်းဆိုသလိုလင်းမြန်တိကျစွာနဲ့တောဝက်ရဲ့လေပင်ကိုမေးရောနဲ့မြင်းမြဲကြိုက်ခဲလိုက်ကြပါတယ်။ဆဗန်နာမှာတေချင်းတရားဆိုတာဘယ်တော့မှမဝေးပါဘူး။ဒါပေမဲ့မြစ်ကြတရားကလည်းအဝေးမှာမရှိပါဘူး။အဲ့ဒါဟာအနက်ရှင်းဆုံးအတိတရားထင်နေပါတယ်။ငှက်မွတ်ထွေကြီးစိုးနေတဲ့ကဘာကြီးတောင်မှာချစ်ချင်းတရားဟာတည်